ဇွန်လအတွက်မဟာအထူးအစီအစဉ်အဲ့ဒီတက်ကိုကြားထဲမှာလေရေးသားတာမှပြောထားတယ်။ဟာလေ။လက်စင်တွေကထွက်ကုန်ထွက်ဆိုတာ။ဒေသဇွန်လအတွက်မဟာအထူးအစီအစဉ်ဆရာကြီးအကြောင်းမှာစုံယူပွဲတော်ကျင်းပပါအဲ့မှာဆရာကြီးကိုပြောတာအကြောင်းကဒီလိုမမကဒီပါလေဗျာဟမ်ဒီကျောင်းမှာတကယ်တည်းကဆိုကဒီကျောင်းကဘယ်တူပြီးတော့အချင်းအချင်းမရလို့ဖြစ်အချင်းမလို့ဖြစ်တနင်္ဂနွေနေ့ည9:15မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာဇွန်လအတွက်မဟာအထူးအစီအစဉ်